တနေ့ကို9မိနစ်လောက်တရားထိုင်ရုံနဲ့သင်ရဲ့အုံနောက်ကိုအခြေခံကစပြီးတော့ပြောင်းလဲပြစ်နိုင်တယ်ဆိုတာကိုသင်သိပါသလား Neuroplasticity လို့ခေါ်တဲ့အုံနောက်နဲ့အာရုံကြောရဲ့ဆက်စပ်မှုတွေကိုလေ့လာတဲ့နေရာမှာရှေ့ဆောင်သူတူဖြစ်တဲ့ Dr. Richie Davidson ကဒီလိုမျိုးပြောကြားထားပါတယ်အခုမှစပြီးတော့တရားထိုင်မဲ့သူတွေအတွက်တနေ့ကို9မိနစ်နှုန်းနဲ့ရက်30လောက်ပုံမှန်တရားထိုင်ပေးခြင်းအပြင်စိတ်တက်ကြတာစိုးရိမ်ပူပန်တာနဲ့စိတ်ဖိစီးမှုဝေဒနာတွေကိုတိတိတတ်တာလျော့နည်းစေတယ်လို့ပြောထားပါတယ်ဒါကလည်းစိတ်အထင်သက်သက်ပဲမဟုတ်ပါဘူးသိပ္ပံနည်းကြားတိုင်းတာလို့ရတဲ့အချက်လက်တွေနဲ့ပါဖော်ပြထားပါတယ်။ဒီလိုတရားထိုင်တဲ့သူတွေကိုလေ့လာကြည့်တဲ့အခါမှာခန္ဓာကိုယ်အတွင်းမှာရောင်ရမ်းမှုတွေကိုဖြစ်ပေါ်စေတဲ့ interleukin 6လို့ခေါ်တဲ့ဓာတ်ပစ္စည်းတွေလျော့နည်းလာတာကိုတွေ့ရပါတယ်။ဒါအပြင်တင်းရဲ့ဥလန်းကြောင်းကိုအကျိုးပြုတဲ့ဘက်တီးရီးယားတွေဖြစ်တဲ့ microbiome တွေကိုပါပို့ပြီးတော့ကောင်းမွန်လာအောင်ပြောင်းလဲပေးနိုင်တယ်လို့ဆိုထားပါတယ်။အကောင်းဆုံးအချက်ကတော့တင့်မှာတိတ်ဆိတ်တဲ့အခန်းဒါမှမဟုတ်တရားထိုင်ဖို့အထူးတလဲနေရာတွေလက်ရှာနေစရာမလိုပါဘူး။လမ်းလျှောက်နေရင်ပဲဖြစ်ဖြစ်ကားစီးနေရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ပကံစီးနေရင်နဲ့တောင်မှလုပ်လို့ရပါတယ်။ပုံမှန်အတိုင်းငြိမ်ငြိမ်လေးတရားထိုင်တာပဲဖြစ်ဖြစ်နေ့စဉ်အလုပ်တွေကိုလုပ်နေရင်လည်းတတိကပ်ပြီးတော့တရားမှတ်တာပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင်ရနိုင်တဲ့အကျိုးကျေးဇူးတွေကအတူတူပဲလို့ပြောထားပါတယ်။အဓိကတော့ချက်ကတော့ပုံမှန်လုပ်နေဖို့ consistency ရှိဖို့ပဲဖြစ်ပါတယ်။ဒီတိုင်းမပြတ်မကွက်လှုပ်ဆောင်ပေးနေမယ်ဆိုရင်ဒီလိုတစ်နေ့ကို9မိနစ်တရားထိုင်တာကနေပြီးတော့ရေရှည်တည်တတ်တဲ့ဇယိုက်လက္ခဏာ trait တစ်ခုအဖြစ်ကိုပြောင်းလဲပြနိုင်ပါတယ်။ကဲအဲ့ဒါဆိုရင်ဒီနေ့ကစပြီးတော့တင့်ကိုယ်တင်တစ်နေ့ကို9မိနစ်အနည်းဆုံးတရားထိုင်နိုင်အောင်စင်ကောကြည့်လိုက်ပါ